မြန်မာပြည်ကနေချင်းစရာကောမကောင်းမြန်မာပြည်မှာနေသူတို့တက်တဲ့အကြောင်းမရှိတော့ဘူးမြန်မာပြည်ကတကယ်အရှုပ်ထုတ်ကြီးဆိုကြတာပေါ့ကျွန်တော်ဒိဗ္ဗေမျိုးရှိပါတယ်ဘုန်းဗျာရှင်သန်ဖို့ဘယ်လိုကြိုးစားရမလဲဆိုတာမိကွန်းတစ်ခုပါဗျာပြီးတော့နောက်တစ်ခုကကြိုးစားဖို့ဘယ်လိုရှင်သန်ရမလဲဆိုတဲ့ဥစ္စာနှစ်ခုပါဗျာအဲ့ဒါလေးကိုဘုံဘုံဟိုဖြင့်ပြီးတော့လျှောက်ထားရပါတယ်ဗျာကောင်းပါပြီကဲလက်ခုပ်တီးအားပေးပါဟုတ်တယ်ရှင်မလွယ်မသေးစေနဲ့ဆိုတာတခါကလူတယောက်ကတန်ချင်းရှူပြီးတော့ဘယ်ကနေကောင်းတီကွာစူးချွင်ကြီးထိုးထလာပြီးဒီတိုင်းသေးသွားအောင်လုပ်တာအဲ့တော့သူ့ကိုယူကသူတယောက်ကလာလာပြောတယ်မင်းမသေးစေနဲ့မင်းမသေးစေနဲ့ရှင်သန်းနေတွေတန်ချင်းရှိတယ်ဟဲ့ဒီဇက်တွေခုတွေ့စားမှာနော်အဲ့တော့ဘုန်းတို့ကဒီတိုင်းပဲအခုသေးသွားတဲ့သူတွေဘာကြောင့်သေးတာလဲဘဝတွေသေးသွားတယ်တချို့ကျတကယ်ကိုအသက်တွေသေးသွားတယ်ဘဝသေးတဲ့သူတွေကဘာကြောင့်သေးတာလဲအဲ့ဒါကိုကြည့်ရမှာရှင်ရင်သေးတဲ့သူတွေကိုကြည့်ရမှာလေဘာကြောင့်သေးသွားတာဘဝသေးဟာတောက်စားအပျော်ပါးတွေများလို့လောင်ကသားတွေကျူးလို့ဘဝမှာသေးသွားတယ်မိသားစုလည်းပြိုကွဲသွားတယ်လူတော့မတိုးတော့ဘူးလေအဲ့ဒါကြတော့ဘာသေးတာဟောလူလို့သူမရှင်သန်နိုင်တော့ဘူးနော်တချို့ကအသက်ပါသေးတယ်ဘာကြောင့်အသက်သေးတာလဲအဲ့ဒါတွေလေးလာကြည့်ပေါ့အနေတိုင်းအစားအသောက်မတက်လို့သေးတာလားတို့မို့အပေါင်းအသင်းတွေမှားလို့လားတို့မို့စိတ်နေစိတ်ဓာတ်အတွေးခေါ်တွေနေနေလို့လားဘာကြောင့်သေးတာတော့တို့မို့ကံမကောင်းလို့လားပေါ့ဒါလည်းလေးလာအဲ့ဒါလူတယောက်ကိုတွေးလိုက်တယ်မင်းနောက်4 လမြောက်တဲ့နေကြငါဒီပြန်လာခဲ့တဲ့အဲ့ဒီကြမှာမင်းကငါလက်ခံပေးမယ်တဲ့ဆရာကမေးလိုက်ဆရာပြောလိုက်တဲ့ကအဲ့ဒီလူကဆရာပြောလိုက်တဲ့4 လကျမှပြန်လာတဲ့ကဟာမဆရာမျက်စိပြူနေငါရဲ့ဟောကြားချက်ကတခါမှမမဘူးမင်းနဲ့ကြမှာငါတိတ်ခတ်ကြနေပါဦးဆရာကမြင်လိုက်တယ်သူ့ရဲ့အသက်လမ်းကြောင်းကံလမ်းကြောင်းက3 လပဲခံတော့ပါဆရာလည်းတီးကြတွက်တာနော်တယောက်မှမလွယ်ခဲ့ဘူးကံလမ်းကြောင်းကိုကြည့်ပြောတာသူကလည်းဆရာကမင်းသေးမယ်လို့ပြောလိုက်တာမဟုတ်ဘူးဆရာနောက်4 လနေမှပြန်လာဆိုတော့4 လနေဘလို့ပြန်လာမလဲလို့စဉ်းစားပြီးတာအဲ့တော့ပြန်သွားတဲ့လမ်းတစ်လျှောက်မှာတစ်ပင်တွေစိုက်တာတွေရေရင်းရေကန်တွေတူးသွားတာတွေလမ်းတွေပြင်းသွားတာတွေသူ့ရဲ့အသက်ကံကိုဆက်ပေးနိုင်တဲ့ extend လုပ်နိုင်တဲ့အသက်ကို extend လုပ်နိုင်တဲ့ကံအောင်တွေထူထောင်တာဒါကြောင့်ဘုန်းတို့ကရှင်သန်ဖို့ဘုန်းနိုင်ငံမှာအလုပ်လုပ်ခဲ့တဲ့တချို့နိုင်ငံမှာတော်တော်ခက်ခဲတယ်ရှင်သန်ဖို့မနေရုံကတတိတွေရဲ့နေတ္တကံနဲ့ပတ်ဝန်းကျင်ရဲ့လူသူတစ်ခုတွေရှိတာလည်းရှိတယ်ဘယ်နိုင်ငံမှမလုံခြုံဘူးတော့တကယ်တမ်းရောက်တဲ့အခါတွေ့လိမ့်မယ်ဟုတ်လားအလုပ်ကွန်ရဲ့ကြီးမားတဲ့အန္တရာယ်ကြီးတဲ့ dangerous ဖြစ်တဲ့ပတ်ဝန်းကျင်မှာရှင်သန်ရတာရှိတယ်မသိအောင်တော့ဂူးဆိုင်နေရတာဒါကြောင့်ဒီပြီးတော့ဘလို့ရှင်သန်ရမလဲဆိုတော့ဘုံဘုံအဖြေမရှိဘူးတခုတော့ပြောစရာရှိတယ်ဘယ်သူတွေဘာကြောင့်သေသွားတာလဲငါဝန်းကျင်မှာသေနိုင်တဲ့ပြဿနာတွေကဘာတွေရှိလဲအဲ့ဒါကိုယ့်အကိုရှာတခါကြီးဟုတ်လားတခါကြီးရဲ့အဖြေနဲ့ဘုံဘုံအဖြေနဲ့တူမှာမဟုတ်ဘူးဒါဘုံဘုံအဖြေကတခါကြီးကိုယ်တိုင်ပြန်စဉ်းစားဘဝသေသွားတဲ့သူတွေကဘာကြောင့်သေတာလဲအသက်သေသွားကြတဲ့သူတွေကဘာကြောင့်သေတာဒါဆိုတော့ငါရှင်သန်ရမယ်လို့ပြောတယ်ဆိုတော့မသိအောင်နေပေါ့ဗျာဟုတ်တော့ဒါဆိုရင်တော့ရှင်းတယ်နော်အဲ့တော့ကိုယ့်ပတ်ဝန်းကျင်ကိုစကန်ဖက်လိုက်ကိုယ့်ပတ်ဝန်းကျင်ကိုပြန်ပြီးအကဲခတ်လိုက်အဲ့ဆိုရင်ငါနဲ့အတွေ့အထိသေသွားကြပြီဒုက္ခရောက်သွားကြပြီဘဝတွေပျက်စီးသွားကြပြီဘာကြောင့်ဟာဘုံဘုံနဲ့တငယ်ချင်းတွေတန်းတူတွေအရက်တောက်လို့ကိုနဲ့သူနဲ့သူတောက်ခဲ့တာပဲဒါပေမဲ့သူတို့ကမဖြတ်နိုင်ဘူးသူတို့ဘာဖြစ်နေအခုကျသေးကုန်ကြတယ်900လောက်ရှိတငယ်ချင်းတွေ900လောက်ရှိသေးတာရွာတငယ်ချင်းတွေလေကိုနဲ့သူတို့အစတော့တောက်ခဲ့တယ်ကိုကပြတ်သွားတယ်လေကိုကရှင်သန်နေတယ်သူတို့မရှင်သန်နိုင်တော့ဒါကြောင့်ဘာကြောင့်တည်းဘဝသေးတာလားအသက်သေးတာလားအဲ့ဆိုသေသွားတဲ့သူတွေကိုသင်္ကန်းသာယူကို့မှာလည်းအဲ့ဒီညင်စိုးတွေရှိတယ်အဲ့တော့ငါမသေးအောင်ရှင်သန်ရမယ်ဟုတ်နော်ဒီပတ်ဝန်းကျင်သွားရင်သေတတ်တယ်ဒီလမ်းသွားရင်အန္တရာယ်ရှိတယ်အဲ့ဒါလေးတွေကိုဂရုစိုက်သွားပေါ့နောက်ကံကောင်းနေတိဆောက်ပေါ့ဒါဆိုရင်ရှင်သန်အောင်ဘယ်လိုနေရမလဲမသေးအောင်ဘယ်လိုလဲအောင်လဲဆိုတော့ဒါသိသွားပြီနော်ဘာဖြစ်လို့ရှင်သန်ခိုင်းတာရှင်သန်နေသမျှအခွင့်အရေးရှိတယ်ဘာလဲတော့မြန်မာပြည်ကနေချင်းစရာကောမကောင်းမြန်မာပြည်မှာနေသူတို့တက်တဲ့အကြောင်းမရှိတော့ဘူးမြန်မာပြည်ကတကယ်အရှုပ်ထုတ်ကြီးဆိုကြတာပေါ့အေးလေဒါထိုးနေတဲ့နိုင်ငံလေကွာအဲ့ဒါမင်းတို့အကုန်လုံးနိုင်ငံခြားထွက်သွားလိုက်ကြတော့ဒီနိုင်ငံဘယ်သူတွေလာနေပါငါတော့မထွက်ဘူးဟိငါအရင်တော့ထွက်ခဲ့ပြီဒါကြောင့်ဘုန်းကြီးဖြစ်တော့အခုဘုန်းကိုဂျပန်ပင့်တယ်ကျောင်းရှိတယ်ဟန်ဂရီပင့်တယ်ဗီယက်နမ်ပင့်တယ်ဘယ်နိုင်ငံမှမသွားဘူးငါမြန်မာပြည်နေတာဘာဖြစ်လို့ဒီနိုင်ငံကြီးစုပ်နေလို့နေတာဒီအစုပ်ကြီးကိုမမြင်မနဲ့ကိုလွတ်ရကိုရှောင်းသွားရင်ဘယ်သူပြင်မလဲဒါကြောင့်နော်
ဘုံဘုံတို့ပတ်ဝန်းကျင်ကိုကိုယ်တိုင်တိဆောက်ယူရမယ်တည်သွားကြတာဘာကြောင့်တော့အသက်တည်သွားတာဘဝတည်သွားတာရှိတယ်ဒါကြောင့်ရှင်သန်အောင်ရှင်သန်မြင့်တို့တွတ်တောင်ဘလို့လုပ်မလဲဆိုတာစဉ်းစားဒါကြောင့်မတည်သေးသည်၍အခွင့်အရေးရှိတယ်ဆိုတဲ့ဟာကိုမမေ့နဲ့သေးသွားရင်နိုင်ငံကောင်းကျင်ပါတယ်ပြောပြီးသေးသွားဘာမှလုပ်လို့မရတိုင်းပြည်ကောင်းကျင်ပါတယ်ပြောပြီးသေးသွားဘာမှလုပ်လို့မရပညာတက်ရှင်ပါတယ်ပြောပြီးသေးသွားရင်ဘာလုပ်လို့မရတဲ့မသေးသေးရင်အခွင့်အရေးရှိတယ်အဲ့ဒါဆိုရင်တော့မင်းတို့ချဲ့တွေးကြတော့ဗျာဟုတ်ပလားဟုတ်ပါဘူးတော့ပေါက်တယ်နော်ကောင်းပါပြီလက်ခုပ်ထရပေးပါ